Facebook မှာရေးထားတဲ့ comment တွေအားလုံးတခါတည်းအပြီးဖြတ်နေကိုယ့်ရဲ့ Facebook ကတောင်းတာကြပြီဆိုရင်ကျွန်တော်တို့ကကြိုက်နှစ်သက်လို့မှန်းတာပဲဖြစ်ပါစေကျွန်တော်တို့မကြိုက်လို့သွားပြီးတော့မှန်းထားတဲ့မှန်းတွေပဲဖြစ်ပါစေဒီမှန်းတွေကအများကြီးရှိနေလိမ့်မယ်ဒီ comment တွေအားလုံးကိုအလွယ်တကူပြန်ရှာပြီးတော့အမြန်ဆုံးနည်းနဲ့တခါတည်းအများကြီးဖြတ်လို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ Facebook account ထဲကိုဝင်လိုက်ပါမယ်ကျွန်တော်တို့ရဲ့ Facebook account ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာမြင်နေရတဲ့အဆက်လေး30ရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ဒီမှာမြင်နေရတဲ့ activity log ဆိုတဲ့မြင်ကြောင်းသုံးခုနေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပါမယ်ဒီပေါ်ကစာရေးရှာတဲ့ set bar လေးကိုတစ်ချက်နှိပ်လိုက်ပါဒီပေါ်မှာစာရေးရှာလိုက်ပါ comment လို့ comment လို့စာရေးရှာလိုက်ပါ comment လို့စာရေးရှာလိုက်ရင်ဒီမှာကြာလာတဲ့ comment ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်လိုက်ပါမယ် okay ဒါဆိုရင်တော့ဒီမှာမြင်နေရတာတွေကကျွန်တော်တို့ရေးထားတဲ့ comment တွေဖြစ်ပါတယ်เนาะကိုကတစ်ခုတလေပဲဖြတ်ချင်တာဆိုရင်တော့လေကိုဖြတ်ချင်တဲ့ comment လေးကိုလိုက်ရှာပါဗျာရှာလို့ပြီးသွားပြီဆိုရင်အမှန်ချစ်လေးအဲ့ comment လေးကိုပေးလိုက်ဒါမှမဟုတ်ဘူးဆိုရင်လည်းဘေးကအဆက်လေးကိုနှိပ်လိုက်ဒီမှာအောက်မှာတတိဆိုတာလေးရှိတယ်အဲ့ဒါလေးနဲ့ဖြတ်လို့လည်းရတယ်เนาะတခါတည်းနဲ့အကုန်လုံးဖြတ်ချင်တယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့ all ဆိုတာလေးကိုအမှန်ချစ်လေးဖြည့်ပေးလိုက်ကိုမဖြတ်ချင်တဲ့ man တွေရှိတယ်ဆိုရင်ဖြုတ်ချတာပဲเนาะကိုဖြတ်ချင်တာတွေအကုန်လုံးရှိရဆိုရင်အမှန်ချစ်လေးနဲ့နှိပ်ပြီးတော့ဖြည့်ပေးလိုက်ဖြည့်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်က remove ဆိုတာလေးရှိရเนาะ remove ဆိုတဲ့စာလေးကိုနှိပ်လိုက် remove ကိုနှိပ်လို့ပြီးသွားရင်အခုလိုမျိုး remove ဆိုတဲ့စာလေးနောက်ထပ်တစ်ချိန်ထပ်ပြီးတော့နှိပ်ပေးရမယ်နှိပ်ပေးလိုက်တချို့ Facebook ကောက်တွေမှာဆိုရင်အခုလိုမျိုးကိုယ့်ရဲ့ Facebook ကောက် password လေးတောင်းနေဆိုရင် Facebook ကောက်ရဲ့စကားဝတ်လေးကိုထည့်ပေးလိုက်ပါ password မတောင်းဘူးဆိုရင်လည်းတန်းပြီးတော့ဖြတ်သွားလိမ့်မယ်เนาะကိုယ့်ရဲ့ Facebook ကောက် password ကိုကျွန်တော်တို့ထည့်လို့ပြီးသွားပြီဖြစ်တဲ့အတွက်အောက်က submit ဆိုတဲ့စာလေးကိုနှိပ်ရမှာဖြစ်တယ်နှိပ်ပေးလိုက်ဒီလိုပေါ်လာရင်တော့ကျွန်တော်တို့စောင့်မေးရမှာဖြစ်ပါတယ် comment တွေကိုအများကြီးဆက်လက်ပေးရင်တော့အကြာကြီးစောင့်ရတတ်တယ် internet line မကောင်းရင်ပိုကြာတတ်တယ်ပေါ့နော်တခုချင်းဖြတ်တာကတော့ပို့ပြီးတော့လည်းမြန်တယ် password တောင်းတာလည်းခဲရင်းတယ်ပေါ့နော် okay ကျွန်တော်အနေနဲ့စောင့်တာကအရန်ကြာတယ်ဆိုရင်ဒီလိုမျိုးလေး backload လေးနဲ့တစ်ချက်ထွက်လိုက်ဗျာ backload လေးနဲ့ထွက်ပြီးတော့ comment တွေကိုပြန်ဝင်လိုက်ပြန်ဝင်ပြီးတော့နောက်တစ်ချိန်ကျွန်တော်တို့ select ပေးလိုက်နော် select ပေးပြီးတော့ remove ဆိုတာလေးကိုပြန်နှိပ်ပြီးတော့နောက်ထပ် remove လေးကိုထပ်နှိပ်ပေးလိုက်ဒီတစ်ချိန်မှာဆိုရင်တော့ကျွန်တော်တို့တိတ်ပြီးတော့မစောင့်ရတော့ဘဲနဲ့ဖြတ်တဲ့အခါမှာပို့ပြီးတော့မြန်သွားတတ်တယ်နော်ဟုတ်လားကျွန်တော်ခုနကတော့ဆိုစောင့်ရတာအရင်ကြာလို့ကျွန်တော်နောက်ကိုထွက်လိုက်တယ်ထွက်ပြီးတော့ comment ကိုပြန်ဝင်တယ်ပြန်ဝင်ပြီးတော့ကျွန်တော်တို့ select ပြန်ပေးပြီးတော့ဖြတ်လိုက်တဲ့အခါမှာကျတော့အကြာကြီးမစောင့်ရတော့ဘူး okay ဒါဆိုရင်တော့ညီကိုတို့မေးထားတဲ့ကိုယ့်ရဲ့ Facebook မှာ comment ထားတဲ့ comment တွေအများကြီးကိုတခါတည်းဖြတ်ချင်တာပဲဖြစ်ပါစေပေါ့နော်ကျွန်တော်အနေနဲ့တစ်ခုချင်းစီပြန်ရှာပြီးတော့အလွယ်တကူပြန်ဖြတ်ချင်တယ်ဆိုရင်တော့ဒီနီလာနီနဲ့ဖြတ်လို့ရပါတယ်ညီကိုတို့ဖြတ်တဲ့အခါမှာအဆင်ပြေတယ်မပြေဘူးဆိုတာကိုပြောခဲ့ပြီးလို့ရှာပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေဗျာ